လူတယောက်ဟာတဲထဲမှာတခုခုရှိနေမလားဆိုတာသိရအောင်နေတိုင်းသူ့ရဲ့တမြောင်နဲ့တဲကိုထိုးကြည့်လေ့ရှိပါတယ်။တနေ့မှာတော့သူ့တဲကိုထိုးလိုက်တဲ့အချိန်မှာပဲတဲတွေကရုတ်တရက်ပြိုကျသွားပါတော့တယ်။ဒါကိုမြင်တော့သူဟာအယမ်းစိတ်လှုပ်ရှားသွားပြီးသူ့အဖွဲ့သားတွေကိုအမြန်လန်းခေါ်လိုက်ပါတယ်။ဒါဟာတဲကန်နာရထဲမှာရေတွင်းရှာတဲ့ရှေးအကြဆုံးနည်းလမ်းတစ်ခုပေါ့။သူတို့ရေမတောက်ရတာ3ရက်ရှိနေပြီဖြစ်လို့အခုဒီရေတွင်းလေးကပဲသူတို့ရဲ့တခုတည်းသောမျှော်လင့်ချက်ဖြစ်နေတာပါ။ဒါပေမဲ့ရေတွင်းဖုံးကိုဖွင့်လိုက်တဲ့အချိန်မှာတော့အားလုံးရင်ကွဲမတက်စိတ်ပြတ်သွားကြပါတယ်။အတွင်းထဲမှာရေတစ်စက်မှမရှိပါဘူး။ဒါတောင်မှခေါင်းဆောင်ဖြစ်သူကအောက်ဖက်မှာရေများရှိမလားဆိုတဲ့မျှော်လင့်ချက်နဲ့ကြောက်ခဲတစ်လုံးကိုပစ်ချကြည့်ပါသေးတယ်။ဒါပေမဲ့အောက်ကနေပြန်ကြားရတဲ့အတန်ကမာကျော်တဲ့အရာတစ်ခုနဲ့ထိမိတဲ့အတန်ပဲဖြစ်နေပါတယ်။ခေါင်းဆောင်ကတော့လက်မလျှော့ပါဘူး။အဖွဲ့သားတစ်ယောက်ကိုအောက်ဆင်းကြည့်ဖို့ခိုင်းလိုက်ပါတယ်။အောက်ခြေမှာတော့တဲကလွယ်လို့ဘာမှမရှိဘူးပေါ့။ဒါပေမဲ့အဲ့ဒီလူအပေါ်ကိုပြန်တက်ခါနီးမှာပဲနေရံပေါ်မှာဆူဆွဖြစ်နေတာကိုရုတ်တရက်ခံစားလိုက်ရပါတယ်။တေချာကြည့်လိုက်တော့တောက်လေးတစ်ခုကနေရေဆက်ကလေးတစ်ဆက်တစိမ့်စိမ့်ကျနေတာကိုတွေ့လိုက်ရပါတယ်။သူဟာအယံဝမ်းသာသွားပြီးရေထက်စရာတစ်ခုခုပေးဖို့အော်ပြောလိုက်ပါတော့တယ်။အဖွဲ့သားတွေကလည်းတန်ဘူးအသေးလေးတစ်ခုကိုအမြန်လန်းပေးလိုက်ကြတယ်။အဲ့ဒီလူဟာအသက်ရှင်ဖို့အတွက်တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့အဲ့ဒီရေဆက်လေးတွေကိုတစ်စက်မကြံဂရုတစိုက်ခံယူခဲ့ပါတယ်။သူကနောက်ထပ်ရေထက်စရာတွေထပ်တောင်းပြီးနာရီပေါင်းများစွာစူးစမ်းလိုက်တဲ့အခါမှာတော့ထမင်းကြိုက်နှစ်ပူစာလောက်ရေရလာခဲ့ပါတယ်။အားလုံးကအယံကိုရေငတ်နေကြပြီဖြစ်ပေမဲ့ခေါင်းဆောင်ကတော့တယောက်ကို3 ပုံစီပဲတောက်ဖို့အမိန့်ပေးခဲ့ပါတယ်။3 ရက်တိုင်တိုင်ရေမတောက်ရပဲအာရင်ကုန်ခန်းနေတဲ့အဖွဲ့သားတွေဟာအဲ့ဒီရေလေးတောက်လိုက်ရတော့မှပဲအသက်ပြန်ဆက်နိုင်တယ်လို့ခံစားလိုက်ရပါတော့တယ်